American နိုင်ငံNebraska ပြည်နယ်ကကရင်အဖွဲ့အစည်းတစ်ခုအကြောင်းနဲ့ပတ်သက်ပြီးတော့အနေအချင်းရှင်းပြပေးချင်ပါတယ်နော် Nebraska ပြည်နယ်မှာရှိတဲ့အစိုးရဌာနတစ်ခုစီရင်စစ်ဌာနကတရားစွဲတာတော့မဟုတ်ဘူးเนาะဆွဆွဲတာတော့မဟုတ်ဘူးเนาะဒါပေမဲ့သူတို့တင်ထားတဲ့ report တစ်ခုထဲမှာစီရင်တစ်ခုထဲမှာဘာတွေ့ရလဲသူတို့ဘာရေးလဲဆိုတော့ဒီကရင်အဖွဲ့အစည်းကငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့အရိုင်းကိုလွဲနေတယ်လို့သူတို့ရေးထားတာတွေ့တယ်เนาะဒီ report စီးရင်နဲ့ပတ်သက်ပြီးတော့လူချင်းမျိုးတို့တိချင်တယ်ဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ comment section မှာလားဒါမှမဟုတ်ရင်တော့ description box ထဲမှာ link လေးတင်ထားပေးမယ်နော်ဟုတ်ပြီအခုကျွန်တော်ပြောတဲ့အဖွဲ့အစည်းက Karen Society of Nebraska အဖွဲ့အစည်းဖြစ်တယ်လွန်ခဲ့တဲ့2010တုန်းကဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ရေးထားတွေ့ရတယ်နော်ပရာဟိတ non-profit အဖွဲ့အစည်းဖြစ်ပြီးတော့သူတို့ရဲ့အဓိကရည်ရွယ်ချက်က Nebraska ပြည်နယ်မှာရောက်လာတဲ့ပြောင်းရွှေ့နေထိုင်သူတွေအတွက်ပဲဖြစ်စေဒုက္ခတဲ့အတွက်ဒီပဲဖြစ်စေပေါ့နော်ပြန်လဲဘဝထူထောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့သူတို့ရေးထားတယ်အစောကကျွန်တော်ပြောတဲ့ Nebraska ပြည်နယ်ဆိုရဌာနတစ်ခုဖြစ်တဲ့စီရင်စစ်ဌာနကဒီအဖွဲ့အစည်းကိုပြောလဲဆိုတော့ non-profit ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ငွေကြေးစီမံခန့်ခွဲမှုကအရင်လွဲနေတယ်တဲ့။နည်းသော90%တော့ရဖို့ခွင့်ရရှိထားတဲ့အလူဒါန်းတွေရဲ့တောင်းနှုန်းကအရင်ကိုလွဲမားနေတယ်။စီရင်အပြည့်အစုံမလုပ်ပေးနိုင်ဘူး။စီရင်အတိအကျမလုပ်ပေးနိုင်ဘူးလို့ဒီအဖွဲ့အစည်းကိုဆွဆွဲထားတယ်နော်